အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ TTA Mi Myanmar Unicode Font APK ကိုအသုံးပြုပြီးတော့ Xiaomi ဖုန်းတွေကိုအလွယ်အကူဆုံး Unicode Font Style တွေအများကြီးကိုချိန်နေဖြစ်ပါတယ်ဒီ Unicode Font Style တွေထဲမှာဒီ Shan Unicode တွေရောပြည်တော်စု font တွေရောအများကြီးပါတဲ့အတွက်တော်တော်လေးအဆင်ပြေတယ်နောက်တစ်ခါကျွန်တော်တို့ custom font style ထည့်သွင်းပေးထားတဲ့အတွက် custom font တွေကိုကြိုက်တဲ့ .ttf font တွေကိုလည်းချိန်လို့အဆင်ပြေတယ်နောက်တစ်ခါကျွန်တော်ဆက်ပြောပြမှာက Unicode font ချိန်ပြီးတာနဲ့မပြီးသေးဘူးကျွန်တော်တို့ဆက်လုပ်ရမှာ Unicode keyboard ပေါ့နော် Unicode keyboard လည်း setting ချိန်လေးကိုပြောပြမယ်နောက်တစ်ခါကျွန်တော်တို့မှတ်ထားတဲ့ context တွေအကုန်လုံးနီးက Zoji နဲ့မှတ်ထားတဲ့အတွက်ကျွန်တော်တို့ Unicode font Unicode စာတွေပြန်ပြောင်းလေးကိုလည်းပြပြမယ်နောက်တစ်ခါတခြား note တို့တခြားစာတွေပေါ့နော်တခြား note တို့ဘာလို့ဒီစာတွေတော်တော်များများကိုဒါ ZG Unique Converter သုံးပြီးတော့ chain တွေကိုလည်းပြပြခြင်းတယ်အဲ့ဒါဆိုရင်ကျွန်တော်လည်းအတူတူ လိုက်လုပ်ကြည့်အောင်အဲ့ဒါဆိုရင်ကျွန်တော်တို့အခု TTA Mi Myanmar Unicode Font APK ကိုသုံးပြီးတော့ဒါ Unicode Font တွေချိန်မှာဆိုတော့အခုကျွန်တော်ရဲ့ဖုန်းထဲမှာ TTA Mi Myanmar Unicode Font APK လေးရှိနေဖို့လိုတယ်အဲ့ APK ကိုကျွန်တော် Play Store ကနေလည်းတွား download ရတယ်လို့ APK Viewer ကနေလည်းတွား download ရတယ်အကယ်၍ APK Viewer ကနေလည်းတွားမ down ချင်ဘူး Play Store ကနေလည်း download မဆွဲချင်ဘူးဆိုရင်เนาะဒီ link လေးပေးထားတယ်เนาะဒီမှာအဲ့ link လေးအတိုင်း browser ကနေတွားပြီး download ရတယ်ကဲအဲ့ဆိုကျွန်တော်အဲ့ link လေးအတိုင်း browser ကနေတစ်ချက်တွား down ကြည့်လိုက်မယ်เนาะအဲ့ဆိုကျွန်တော်တို့ browser ကိုဖွင့်လိုက်မယ်ဖွင့်ပြီးကျွန်တော်တို့ဒီမှာskip လေးနှိပ်ပြီးတော့ဒီလိပ်စာရမယ့်နေရာမှာပေါ့နော်အခု link လေးကိုကျွန်တော်တို့ရိုက်လိုက်မယ် bit.ly bit.ly/ ပေါ့နော် bit.ly/ TTA MI UNICODE เนาะဒီ link လေးအတိုင်း APK ကိုတွားပြီး download ဆွဲလို့ရတယ်เนาะ okay အဲ့တော့ go ကိုနှိပ်လိုက် go ကိုနှိပ်လိုက်တဲ့နဲ့တော့ media file website เนาะကြာလာမယ်အဲ့မှာကျွန်တော်တို့ download ဆိုတဲ့ခလုတ်လေးကိုတစ်ချက်နှိပ်ပေးအဲ့မှာ download immediately ပေါ်လာရင်เนาะကျွန်တော်တို့နှိပ်လို့ရတယ်အဲ့ဒါ notifier ဆွဲချကြည့်တာနဲ့ဒါ file လေး down နေတာကိုကျွန်တော်တို့တွေ့လိမ့်မယ် okay เนาะ file down ပြီးတဲ့ကျွန်တော်တို့ဒါဒီ permission ပေးပြီးတော့ install လုပ်ပြီเนาะinstall ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒါ font APK လေးဒီမှာလာပေါ်နေပြီပေါ့နော်အခုကျွန်တော်တို့ APK ကို down ပြီးသွားရင်เนาะတစ်ချက်နှိပ်ပြီးဖွင့်ပေးလိုက် APK ကို down ပြီးသွားရင်တစ်ချက်နှိပ်ပြီးဖွင့်ပေးလိုက်ဖွင့်ပေးပြီးရင်တော့ permission တွေပါတောင်းလိုက်ဆိုရင်တော့ allow ပေးလိုက်ပေါ့နော်အဲ့လို permission allow ပေးပြီးသွားရင်ကျွန်တော်တို့ဆက်သွားမှာက Unicode font ချိန်ဖို့အတွက်ဒီမှာ chain font ဆိုတဲ့ခလုတ်လေးကိုတစ်ချက်နှိပ်ပေးပေါ့နော်အဲ့လိုမျိုး chain font ဆိုပြီးခလုတ်နှိပ်လိုက်ရင်ဒီမှာ Shan Unicode Zoji 80 man ပြီးတော့ Unicode 100 man နဲ့ font ပြီးရင်တခြားဒီ Unicode font design လေးတွေပေါ့နော်မြန်မာစကားတို့မြန်မာစံပြတို့အရင်မိုက်တယ်အဲ့ထက်မှကျွန်တော်အကြိုက်ဆုံး font ကိုပြောပါဆိုရင်တော့ဒီပြည်တော်စု font အထူလေးကိုကျွန်တော်အရင်ကြိုက်တယ်တော်တော်လေးကြည်တယ်စလုံးကကျွန်တော်ဒီ font ကိုချိန်ပြီးသွားရင်တစ်ချက်ရိုက်ပြမယ်ပေါ့နော်အဲ့မှာကျွန်တော်ကဘယ် font ကိုချိန်ပြမလဲဆိုတော့ဒီပြည်တော်စု font လေးကိုချိန်ပြမယ် Unicode ထဲမှာကျွန်တော်အကြိုက်ဆုံး font ပဲဘာလို့လဲဆိုတော့အရင်လဲဝိုင်းတယ်အရင်လဲကြည့်လို့လှတယ်เนาะအားကြောင့်ကျွန်တော်ပြည်တော်စုဒီဘိုးလေးကိုတစ်ချက်ချိန်မယ်တစ်ချက်နှိပ်မယ်ကျွန်တော် method 3ကိုနှိပ်မယ်နှိပ်ပြီးရင် okay ပေးမယ်เนาะအဲ့ဒါဆို method 3ကိုနှိပ်ပြီးတော့ okay ပေးလိုက်တယ်ဆိုရင် theme ထဲကိုရောက်သွားလိမ့်မယ် theme ထဲကိုရောက်သွားရင်ဒီမှာ apply me ဆိုတဲ့ font လေးရှိတယ်အဲ့ apply me ဆိုတဲ့ font လေးကိုတစ်ချက်နှိပ်ပြီးတော့ apply နှိပ်ရမယ် apply မနှိပ်ခင်ကျွန်တော်ရဲ့ wallpaper တွေအရင်တိုင်းရှိနေဖို့အတွက်ပေါ့နော်ဒီ lock screen တို့ favorite တို့ icon တို့ကို MN chip ဖြောက်ပေးလိုက် MN chip ဖြောက်စရာမပါဘူးဆိုရင်လည်းဘာမှမဖြစ်ဘူးအကယ်၍ MN chip ဖြောက်စရာပါတယ်ဆိုရင်အဲ့လိုမျိုးဖြောက်ပေးပြီးတော့ general သို့မဟုတ် system ပဲခြံထားပြီးပြီးတော့မှ apply နှိပ်ပေး apply နှိပ်ပြီးတဲ့သူက reboot ဆိုပြီးမပေါ်ခဲ့ရင် apply ကိုနောက်တစ်ချက်ထပ်နှိပ်လိုက်အဲ့မှာ reboot ဆိုပြီးပေါ်လာလိမ့်မယ်အဲ့ reboot ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်เนาะအဲ့ဒါဆိုရင်ဖုန်းကဒါ reboot ကျသွားမယ်ပြန်တက်လာပြီဆိုရင်တော့ကျွန်တော်တို့ Unicode font ရပြီကဆက် change တဲ့ font လေးကဒါ Theme Store တွေက font လေးတွေကိုကျွန်တော်ပြပြခြင်းနဲ့ဒီ Theme Store တွေက font တွေကကြတော့ဒါ Theme Store ရဲ့ official font တွေဖြစ်တဲ့အတွက်မီ account ထည့်ထားဖို့တော့လိုအပ်တယ်ဒါပေမဲ့ Theme Store ရဲ့ official font ဖြစ်တဲ့အတွက်error တော့တော်တော်ကင်းတယ်เนาะ error တော့တော်တော်ကင်းတယ်
ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ Team Store Font Link လေးကိုတစ်ချက်လေ့လာကြည့်အောင်เนาะ Team Store Font Link ကိုဖွင့်လိုက်ဖွင့်ပြီးပါတဲ့ font လေးတွေကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာမြန်မာရင်းပါမယ် NK Smart 3ပါမယ်เนาะပြီးရင် harmonic တို့ပါတော့ပါမယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အခုမြန်မာရင်းလေးပဲချိန်ကြည့်လိုက်မယ်เนาะမြန်မာရင်းကိုတစ်ချက်နှိပ်လိုက်ဒီ keyboard ကိုเนาะရှာထောင်းပြီးဒီအပေါ်ကဒီ keyboard လေးလည်းရတယ်အောက်က keyboard လေးလည်းရတယ်เนาะ frozen လည်းရမယ်ဒီ keyboard လည်းရမယ်အဲ့တော့အဲ့ဒီ keyboard ကျွန်တော်တစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးဒီမှာ download APK ကိုနှိပ်မယ်เนาะဟလာခုနလိုမျိုးပဲ download immediately တက်လာပြီဆိုရင် download ကိုနှိပ်လိုက်ပြီးကျွန်တော်တို့ notifier ဆွဲချရင်ဒါ down နေတာကိုတော့တွေ့မယ် down ပြနေကျွန်တော်တို့ install တက်လာပြီဆိုရင် install လေးကိုနှိပ်ပြီးပေါ့နော်ပြီးကျွန်တော်တို့ open ကိုနှိပ်ပေးလိုက် open နှိပ်ပြီးဒါ get status ပေါ်လာမယ် get status ကိုနှိပ်ပြီး enable setting ကိုနှိပ်ပြီးတော့ဒီ TT keyboard လေးကိုတစ်ချက် on ပြီးပြီး okay ပြီး okay ပြီးเนาะပြီး save ကိုတစ်ချက်နှိပ်ပြီးတော့ဒီ English เนาะ English ကိုနှိပ်ပြီးပြီး finish ပြီးရတဲ့ TT keyboard ကိုပြန်ဖွင့်ပြီးတော့ဒီ language ထဲမှာပေါ့เนาะကျွန်တော်တို့ကဒီ use system setting လေးကို off လုပ်လိုက်အဲ့မှာကျွန်တော်တို့ on ရမှာကျွန်တော်တို့ဒီ frozen keyboard ကိုတုံးပြီးတော့ UT code လေးရိုက်တဲ့နည်းကိုဆက်ပြောပြမယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီ frozen keyboard ကို Play Store ကနေလည်းတွား download ရတယ် APK Viewer ကနေလည်းတွား download ရတယ် down ပြီးရင်ကျွန်တော်တို့ဒါဖွင့်ပြီးတော့เนาะ keyboard setting လေးချိန်ကြည့်မယ်ပေါ့ဒီ frozen keyboard ရဲ့ကောင်းတဲ့အချက်ကတော့ auto detect ပေါ့နော်ကျွန်တော်တို့ရဲ့ phone က Unicode font တာထည့်ထားရင်သူ့ရဲ့ keyboard ဒီလဲ Unicode keyboard ကိုတန်းပြောင်းသွားတဲ့အတွက်တော်တော်လေးအဆင်ပြေတယ်ကဲအဲဆိုကျွန်တော်တို့ဒီ frozen keyboard လေးကိုအခုကျွန်တော်တွင်းလိုက်ပြီးတွင်းပြီးသွားတာနဲ့ဒါ open ဖွင့်လိုက်ပေါ့နော်
open ဖွင့်ပြီးရင်ကျွန်တော်တို့ဒီမှာ select import setting ကိုနှိပ်ပြီးတော့ကျွန်တော်တို့ frozen မြန်မာကိုတစ်ချက် on ပေးပါเนาะ okay เนาะပြီးရင်ကျွန်တော်တို့ back တစ်ချက်ထွက်ပြီးတော့ဒီ select import method မှာဒါ frozen မြန်မာကိုရွေးပေးလိုက်ပါเนาะအဲ့ဒါဆိုရင်ပြီးပြီကျွန်တော်တို့သွားရိုက်ကြည့်လို့ရပြီပေါ့เนาะဒီ permission လေးတွေပေးပြီးတော့ကျွန်တော်တို့သွားရိုက်ကြည့်လို့ရပြီနေကောင်းလားမင်းအင်္ဂလာပါwebsite တွေတွက်ကြည့်နေဆိုရင်တော့မှန်နေပြီเนาะထူးချောင်းရကျွန်တော်တို့ဒါယနေ့ထူးဓာတ်ပုံအဆင်ပြေပြီအဲ့ဒါကျွန်တော်တို့ set ဆန်းမှာကကျွန်တော်တို့ translate နဲ့ map လေးဆန်းကြည့်လိုက်မယ်เนาะအဲ့ဒါ translate ကိုကျွန်တော်အရင်ဆန်းလိုက်မယ်เนาะအဲ့ဒါကျွန်တော်အခု HOW how ARER YOUU how are you လို့ကျွန်တော်ရိုက်မယ်ဆိုရင်ဒါနေကောင်းလားဒါပမာအတန်ထွက်နဲ့ကျွန်တော်တို့ပြန်ထွက်တယ် okay เนาะကျွန်တော်တို့ဒါ Unicode font ချိန်ထားတဲ့အတွက်စာလဲမှန်ပြီဟုတ်ပြီကဲအဲ့ဆိုကျွန်တော် translate မြန်မာစာမှန်ပြီဆိုတော့နောက်တစ်ခါကျွန်တော် map လေးစမ်းကြည့်လိုက်တော့မယ်เนาะကဲကျွန်တော်တို့အခုဒီမှာ Mandalay အောင်မြေတာဆန်စလင်းဒိုင်တန်တူဝ Mobile Service and Training မန်ကင်းကျောင်းတိုင်းမန်တောင်ရိပ်เนาะရောမင်းကြီးအုပ်ကျောင်း okay အဲ့ဒါကျွန်တော်တို့ဒါ map တွေလည်းမြန်မာစာမှန်ပြီဆိုတော့တော်တော်အဆင်ပြေပြီcontact တွေကလည်း Zoji ဖြစ်နေတယ်အဲ့ဒါဆိုတော့ contact တွေကိုလည်းကျွန်တော်တို့ Unicode ဆက်ပြီးပြောင်းမယ်ပေါ့နော် contact တွေအကုန်လုံးကိုလည်း Unicode ဆက်ပြီးပြောင်းမယ်ကျွန်တော်တို့ရဲ့ context တွေကဒါ Zoji နဲ့မှတ်ထားတာများတယ်အရင်တော့ Zoji သုံးခဲ့တဲ့အတွက် Zoji နဲ့မှတ်ထားတာများတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ရဲ့ဒီ context တွေကိုကြည့်မယ်ဆိုရင် Unicode font ချိန်လိုက်တာနဲ့ဒီကျွန်တော်တို့ရဲ့ context တွေဒီမှားသွားတာကိုကျွန်တော်တို့တွေ့ရမယ်ဘာလို့လဲဆိုတော့ Zoji နဲ့ရိုက်ထားတဲ့ context တွေဒီ Unicode font ထည့်လိုက်ရင်ဒါမှားသွားပြီ font style ကမတူဘူးဆိုတော့เนาะကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ context တွေကို Zoji ကနေ Unicode ပြောင်းပေးမဲ့ APK လေးတစ်ခုရှိတယ်အဲ့ APK ရဲ့နာမည်ကတော့ Unique Contact Converter ဆိုတဲ့ APK လေးဒါ Play Store ကနေလည်းတွား download လို့ရတယ် Unique Contact Converter အကယ်၍ Play Store အဆင်မပြေခဲ့ဘူးဆိုရင်လည်းကျွန်တော် link လေးပေးထားမယ်သို့မဟုတ် APK viewer မှာတွား download လို့ရတယ်เนาะအဲ့ဆိုဒီ APK လေးကိုကျွန်တော်တို့သုံးတော့မယ်ဆိုရင်ဒီ APK လေးကိုတစ်ချက်ဖွင့်ပေးပေါ့เนาะဒီ APK လေးသုံးတော့မယ်ဆိုရင်ဒီ APK လေးကိုဖွင့်ပြီးတော့ကျွန်တော်တို့ permission တွေတက်လာလိမ့်မယ်permission တွေအလောင်းအဲ့လိုမျိုးလေးနှိပ်ပေးလိုက်နှိပ်ပေးပြီးသွားရင်ကျွန်တော်တို့ဆက်လုပ်ရမှာက Zoji ကနေ Unicode change ခြင်းတဲ့အတွက်ဒီနန်းလေးမှာတစ်ချက်နှိပ်ပြီးတော့ Zoji to Unicode လေးကိုတစ်ချက်နှိပ်ပေးပြီးတော့မှဒီမှာပြောင်းမြည်ဆိုတဲ့ခလုတ်လေးကိုနှိပ်ပေးเนาะအဲ့ဒါအဲ့ပြောင်းမြည်ဆိုတဲ့ခလုတ်ကိုနှိပ်ပြီးရင်ကျွန်တော်တို့ continue ကိုနှိပ်ပေးလိုက်အဲ့ဒါဆိုရင်တော့ဒီရှိသမျှဒါ contact တွေကိုဒါ Zoji ကနေ Unicode font ကိုပြောင်းပေးနေပြီအဲ့ဒါဆိုတော့ဒါနည်းနည်းစောင့်ပေးရမယ်ပေါ့เนาะကိုမှာဒီ Unicode ကိုမှာ contact က1000လောက်ရှိတယ်ဆိုရင်ဒီကောင်1000လုံးကိုပြောင်းပေးမှာเนาะအဲ့ဒါဆိုတော့နည်းနည်းစောင့်ပေးရတယ်โอเคเนาะအဲ့ဒါဆိုရင်ဒီမှာအောင်မြင်ပါတီးဆိုပြီးတော့သူကပျော်ပြီးွားရင်ကျွန်တော်တို့ခုနကတော့ contact လေးတွေကိုတစ်ချက်သွားကြည့်လိုက်တော့မယ်เนาะ contact လေးတွေကို
okay เนาะဒါဆိုရင်ကျွန်တော်တို့အခုဒီမှာအဆင်ပြေတာကိုတွားတွေ့ပြီးဒါမြန်မာ font လေးတွေเนาะအဲ့ဒါဆိုရင်ဒီ APK လေးကိုသုံးပြီးတော့ကျွန်တော်တို့ contact တွေကိုလည်းဒါ Zoji ကနေ Unicode ကိုကျွန်တော်တို့ပြောင်းပေးလို့ရပြီနောက်တစ်ခါကျွန်တော်တို့ message တွေအားလုံးလည်းအခက်အခဲရှိတယ်ပေါ့เนาะ message တွေnote တွေเนาะ message တွေ note တွေเนาะmessage တွေ note တွေကအခုကျွန်တော်တို့ဒီမှာဆိုရင်တစ်ချက်ကြည့်မယ်ဆိုရင်ဒါကျွန်တော်မှတ်ထားတဲ့ note လေးဒီဒါ Zoji နဲ့မှတ်ထားတဲ့အတွက်မှားနေတယ်အဲ့ဒါဆိုတော့ဒီလိုမျိုး note လေးတွေတခြားစာလေးတွေ Zoji နဲ့ရိုက်ထားတဲ့စာလေးတွေကိုကျွန်တော်တို့က Unicode ပြန်ပြောင်းတဲ့နည်းကိုကျွန်တော်ဆက်ပြပေးမယ်အဲ့ဒါဆိုတော့သုံးတင်တဲ့ APK ကတော့ကျွန်တော်တို့ ZG Unique Converter လေးကိုကျွန်တော်တို့သုံးပေးမယ် Play Store မှာရှိတယ် ZGUNI ZG Unique လို့ပဲရှာပေးပေါ့နော် APK ပြွားမှာလည်းရှာလို့ရတယ်ဒီ ML Font Converter ဆိုတဲ့ဒီ Unique ZG logo လေးနဲ့ကောင်းလေးเนาะဒီ APK လေးကိုတစ်ချက်သွင်းလိုက်ဒီ APK သွင်းပြီးရင်ကျွန်တော်တို့ခုနကတော့ကဒီမှားနေတဲ့ message တွေပဲဖြစ်ဖြစ်မှားနေတဲ့ note file တွေပဲဖြစ်ဖြစ်ပေါ့เนาะအရင်ဆုံးကျွန်တော်တို့ select all နဲ့ copy ကူးပြီเนาะ select all နဲ့ copy ကူးပြီ select all နဲ့ copy ကူးပြီးတာနဲ့ခုနဒီ ML Font Converter တွေကိုပြန်သွားပြီးတော့မှအရင်ဆုံး Zoji Font ကနေ Unicode ပြောင်းမှာဆိုတော့ Zoji ကိုတစ်ချက်နှိပ် paste ချပြီးပြီးရင် Unicode ကိုနှိပ်လိုက်ရင်ဒီမှာ Unicode စာပြန်ထွက်လာမယ်အဲ့ဒါလေးကို select all နဲ့ပြန်ပြီးတော့ copy ကူးပြီးကျွန်တော်တို့ note ထဲမှာပြန်ပြီးတော့ပြန် save လုပ်ပေးပါเนาะ select all နဲ့ paste ပြန်ချပေးတာ ਨੇ ဒါအခုကျွန်တော်တို့မှတ်ထားတဲ့ note တွေကလည်း Unicode ဖြစ်ပြန်ပြီးတော့ save လုပ်လို့ရပြီအဲ့ဒါဆိုတော့ဒီ ZG Unique Converter လေးကိုသုံးပြီးတော့မှန်တဲ့စာတွေအကုန်လုံးကိုမှန်အောင်ကျွန်တော်တို့ကပြန်ပြီးတော့ copy paste ပြန်ပြီးတော့เนาะဒါမှတ်လို့ရပြီဖြစ်တဲ့အတွက်အဆင်ပြေတယ်ဒါဆိုရင်တော့ဒီလောက်ပါပဲဒီလိုမျိုးကျွန်တော်တို့နီးပညာပိုင်းဆိုင်ရာဗီဒီယိုလေးတွေအကုန်လုံးကိုဒီ YouTube channel ဖြစ်တဲ့ channel DTA မှာလည်းကျွန်တော်တို့တင်သွားမယ် Facebook page ဖြစ်တဲ့ channel DTA မှာလည်းတင်သွားမှာဖြစ်တဲ့အတွက်နှစ်ခုလုံးကို like and subscribe လုပ်ထားဖို့မမေ့နဲ့ဘေးကခေါင်းလောင်းလေးကိုလည်းတီးထားဖို့မမေ့ပါနဲ့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်တွေ့တာပါ